ကမ္ဘာအကောင်ဆုံးလေကြောင်းကာကွယ်ရေးစနစ်ကိုကြော်ဖြတ်နိုင်မယ်အီရန်ရဲ့လက်ဝက်ဒုံးကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တင်ကားချက်နေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ18ရက်နေ့မှာအီရန်ကအစ္စရေးဘက်ကိုထူးဆန်းတဲ့ဒုံးကြီးတစ်စင်းပစ်လွှတ်လိုက်ပါတယ်ဒီဒုံးကြီးကြောင့်အစ္စရေးပါဝင်ကမ္ဘာတစ်ခုလုံးအံ့ဩသွားခဲ့ပါတယ်ဒီဒုံးကြီးဟာကမ္ဘာလေထုရဲ့အပေါ်ဆုံးအလွှာတွေအထိမြင့်တက်သွားခဲ့တယ်လို့ယူဆရပါတယ်ဒုံးကြီးကထွက်လာတဲ့မီးခိုးတန်းတွေရဲ့အယောင်တွေပြောင်းလဲသွားတာကိုတွေ့ရပါတယ်အဲ့ဒါကအမြင့်တွေမှာလောင်စာအမျိုးမျိုးလောင်ကျွမ်းနေရကိုပြသနေရပါသတင်းတွေအရဒါဟာအီရန်ရဲ့ဆက်ဂျေးဒုံးကြီးဖြစ်တယ်လို့ဆိုပါတယ်အီရန်ရဲ့လက်ဝက်လက်နက်လည်းဖြစ်ပါတယ်ဒီအချိန်မှာဆက်ဂျေးဒုံးကြီးဆိုတာဘာလဲဘလောက်တောင်အန္တရာယ်များသလဲအီရန်မှာကမ္ဘာကိုတုံလုံးစေနိုင်တဲ့ဘလို့လက်ဝက်လက်နက်တွေရှိနေသေးလဲဆိုတဲ့မေးခွန်းတွေထွက်လာပါတယ်အီရန်အစ္စရေးစစ်ပွဲကပိုပြီးအန္တရာယ်များနေရပါဒီဒုံးကြီးကိုအသုံးပြုတာကဒါကိုထင်ထင်ရှားရှားသက်သေပြနေပါတယ်နှစ်ဖက်စလုံးကပိုပြီးပြင်းထန်ပိုပြီးဖြတ်စည်းနိုင်တဲ့လက်နက်တွေကိုအသုံးပြုဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့အဓိပ္ပာယ်ပါတကယ်တော့အီရန်ကဒီဒုံးကြီးကို2008ခုနှစ်ကတည်းကမိတ်ဆက်ထားခဲ့ရပါအဝေးကြီးကိုပြစ်နိုင်တဲ့ပဲ့ထိန်ဒုံးကြီးလည်းဖြစ်ပါတယ်တခြားဒုံးကြီးတွေနဲ့မတူပါဘူးဒီဒုံးကြီးဟာစွမ်းအားပြင်းတဲ့အဆင့်2ဆင့်နဲ့လဲပတ်ပါတယ်ပထမအဆင့်ကပြင်းထန်တဲ့တွန်းအားနဲ့မြေပြင်ကနေပြစ်လွတ်ပေးပြီးတော့ဒုတိယအဆင့်ကပိုပြီးမြင့်မြင့်တက်နိုင်အောင်တွန်းကန်ပေးရပါဒီလိုမြင့်မြင့်တက်နိုင်တာကြောင့်အာကာသအစွန်းနာအထိရောက်သွားနိုင်ပါတယ်ဒီဒုံးကြီးရဲ့အရှိန်ကအတန်ရဲ့အမြန်နှုန်းထက်14ဆပိုမြန်ပါတယ်ဒီအမြန်နှုန်းကကမ္ဘာအကောင်ဆုံးလေကြောင်းကာကွယ်ရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့အစ္စရေးအတွက်လည်းစိတ်ပူစရာကောင်းနေပါတယ်နောက်ပြီးတော့ကီလိုမီတာ2500လောက်အထိပြစ်လို့ရတာကြောင့်အစ္စရေးရဲ့အတွင်းပိုင်းထိတောင်ပြစ်လို့ရနေပါတယ်ဒါအပြင်ပင်လယ်ကွေးမှာရှိတဲ့အမေရိကန်စစ်စခန်းတွေဥရောပနိုင်ငံတချို့တွေစီကိုလည်းပြစ်နိုင်ပါတယ်အီရန်ကအစပိုင်းမှာတော့ဒီဒုံးကြီးကိုထုတ်မသုံးပါဘူးဒါပေမဲ့အမေရိကန်ကဝင်ပြီးစွတ်ဖက်မယ်လို့လေသံပစ်လာတဲ့နောက်မှာဒီဒုံးကြီးကိုထုတ်ပစ်ခဲ့ရပါဒီဒုံးကြီးကိုထုတ်သုံးရတဲ့ရည်ရွယ်ချက်ကတော့ပြန်ပြီးစိန်ခေါ်လိုက်တဲ့သဘောပါပဲအီရန်မှာဒီလိုဒုံးကြီးတွေရာနဲ့ချီပြီးရှိနေရလို့ခန့်မှန်းထားတာပါဒုံးကြီးတစ်လုံးကိုဒေါ်လာ2တန်းကနေ3တန်းကြားလောက်ရှိနေနိုင်တာပါအဲဒါကြောင့်အစ္စရေးရဲ့အရေးကြီးပြစ်မှတ်တွေမှာပဲဒီဒုံးကြီးကိုသုံးမဲ့သဘောရှိပါတယ်ဒီဒုံးကြီးကိုအီရန်ကသူ့နိုင်ငံထဲကပညာရှင်တွေနဲ့ပဲတီထွင်ခဲ့ရပါတရုတ်မြောက်ကိုရီးယားတွေကတော့နည်းပညာတွေအကူအညီပေးခဲ့ပါတယ်အီရန်ကသူတို့မှာဖျက်အားပြင်းတဲ့စွမ်းဆောင်ရည်မြင့်တခြားဒုံးကြီးတွေထပ်ရှိသေးရဲ့ဆိုပြီးကြွေးကြော်ထားပါတယ်နောက်ထပ်အနေနဲ့အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုကြော်ဖြတ်သွားနိုင်မဲ့ cruise ဒုံးကြီးတွေအနှိမ့်ပြန်မောင်းသူမဲ့ drone တွေအပါအဝင်အကြီးစားကုန်ပစ္စည်းတင်မောင်းသူမဲ့လေယာဉ်ကြီးတွေလည်းပိုင်ဆိုင်ထားပါတယ်။အီရန်ကတော့ဒီလက်ဝက်လက်နက်တွေကိုအကုန်ထုတ်သုံးသွားမယ်လို့ပြောနေရပါ။ဒါအပြင်နောက်ဖြစ်လာမဲ့ပဋိပက္ခတွေမှာစိုက်ဘာတိုက်ခိုက်မှုတွေအတန်ထက်မြန်တဲ့ဒုံးကြီးတွေအပါအဝင်အစ္စရေးအန်အောတင်သွားစေမဲ့လက်ဝက်လက်နက်တွေပါအောင်မယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု Mossad agent တွေရဲ့ထိထိမိမိလှုပ်ရှားမှုတွေကြောင့်အီရန်ကပိုပြီးအထိနာနေခဲ့ရပါဒါပေမဲ့အီရန်ကတော့လက်ဝက်လက်နက်တွေကိုထုတ်သုံးပြီးတော့စစ်ပွဲကိုအရှိန်မြင့်ခဲ့လိုက်ပါတယ်ဒီပုံစံတိုင်းဆိုရင်စစ်ပြေငြိမ်းရေးကိစ္စဖြစ်လာဖို့အလန့်ဝေးသွားပါပြီအီရန်ကတော့ဒေသတွင်းနိုင်ငံတွေအင်အားကြီးနိုင်ငံတွေကိုပါစစ်ပွဲထဲဆွဲထည့်ခြင်းနေရပါအဲ့ဒီခါကျရင်ကမ္ဘာစစ်ကြီးဖြစ်ဖို့ပိုနီးစပ်သွားမှာဖြစ်ကြောင်းဝေမျှလိုက်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်